ပန်းကြီးတို့၃ယောက်သားပုံဆောင်ခဲမြို့တော်ရဲ့လမ်းမထက်မှာရှောင်းလာရင်းထူးဆန်းတဲ့အဝတ်အထည်ဆိုင်လေးတစ်ဆိုင်ရှေ့မှာရပ်လိုက်ကြပါတယ်။အဲ့ဒီဆိုင်ကမြို့ပြကဆိုင်တွေလိုမဟုတ်ပဲအယောင်ဆုံးပင်လယ်မော်ပင်တွေပင်လယ်ဓားပြဝတ်စုံပုံစံစမ်းစမ်းလေးတွေနဲ့ချစ်စရာကောင်းတဲ့အသုံးဆောင်ပစ္စည်းတွေပြည့်နှက်နေတာပါ။ဒီမှာကြည့်ပန်းကြီးမင်းရဲ့ရေစုံနေတဲ့အဝတ်တွေနဲ့ဆိုရင်ဒီမြို့မှာတိတာလို့နဲ့ဇာကြီးကစိုက်သေးကိုဝင်ရင်းပြောလိုက်တယ်။ဇာကြီးကပန်းကြီးအတွက်ပင်လေဓားပြစတိုင်အချင်းကြီးအနီရောင်လေးနဲ့ချစ်စရာကောင်းတဲ့ဖက်နှက်လေးတစ်စုံကိုရွေးချယ်ပေးလိုက်ပါတယ်။ပန်းကြီးကအဝတ်အစားတွေကိုသဘောကျပေမဲ့စိုးရင်တကြီးနဲ့မေးလိုက်တယ်။ဒါပေမဲ့ကျမမှာပတ်စံမပါဘူးဇာကြီး။ဇာကြီးကရင်မောလိုက်ပြီးဒီမှာကမင်းတီးတဲ့ပတ်စံတွေသုံးလို့မရဘူး။ဒီမှာကဘောင်းနဲ့ပဲပေးရတာ။ကိုလက်ကသူ့ရဲ့ခါဘတ်အိတ်ထဲကနေတလက်လက်တောက်ပနေတဲ့အပြာရောင်ကြောက်ခဲလေးတွေကိုထုတ်ပြလိုက်တယ်။ဒါတွေကတော့ပင်လေရီးနဲ့ပိုင်းကတတဝါတွေစီကရရှိတဲ့ရှားပါပစ္စည်းဘွန်ဒီပဲဖြစ်ပါတယ်။ဒါတွေကရေအောက်ကဘာရဲ့အဖိုးတန်ဆုံးငွေကြီးပဲ။ဒီကြောက်ခဲလေးတွေကတက်ရှိမြို့တော်ရဲ့စွမ်းအင်တွေလည်းဖြစ်တယ်လို့ကိုလက်ကရှင်းပြပါတယ်။ကိုလက်ကဘွန်ကြောက်ခဲလေးတွေကိုဆိုင်ရှင်ကိုပေးချေလိုက်ပြီးပန်းရီကိုအဝတ်အစားအသစ်တွေနဲ့လေးလေပေးလိုက်ပါတယ်။အဝတ်အစားအသစ်တွေနဲ့ပန်းရီဟာအခုဆိုရင်ဒီလျှို့ဝှက်မြို့တော်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားသလိုခံစားလိုက်ရပါတော့တယ်။ပန်းရီဝတ်စုံလဲပြီးတဲ့နောက်ဇာကြီးနဲ့ကိုလက်တို့ကလည်းသူတို့ရဲ့အသုံးဆောင်တွေကိုအစင်းမြင့်တင်ဖို့ပြင်ဆင်ကြပါတယ်။ဇာကြီးကသူမရဲ့ယူရဝတ်စုံကိုစွန့်ပယ်ပြီးပေါ်ပါတော့လက်တဲ့ပင်လေဓားပြခေါင်းဖောင်တူရဲ့ဝတ်စုံကိုလဲလေဝတ်ဆဲလိုက်ပါတယ်။သူမရဲ့ခါမှာတော့ဘွန်းကြောက်ခဲတွေနဲ့စွမ်းအင်ဖိထားတဲ့ရေအောက်မှာပါအသုံးပြုနိုင်တဲ့လျှို့ဝှက်ဓားမြောင်တွေအသစ်တွေကိုတက်ဆင်းလိုက်ပါတယ်။ကိုလက်ကတော့စိုက်ရဲ့အတွင်းဘက်ကလက်နက်တိုက်သေးကနေအီယာမပင်လေတရဝါရီရဲ့အယိုးနဲ့ပြုလုပ်ထားတဲ့လန့်ရှည်အသစ်တလက်ကိုရွေးချယ်လိုက်ပါတယ်။အဲ့ဒီလှန်ရဲ့ထိပ်ဖျားမှာဘွန်းကြောက်ခဲအပြာရောင်ကြီးကတက်လက်လက်တောက်ပါနေပြီးလျှက်စစ်စွမ်းရည်တွေထွက်ပေါ်နေပါတယ်။သူတို့၃ယောက်စလုံးဟာအခုဆိုရင်တာမန်ခရီးသွားတွေမဟုတ်တော့ပဲဒီလျှို့ဝှက်မြို့တော်ရဲ့စစ်သေးတော်တွေနဲ့တူလို့နေပါတယ်။အခုဆိုရင်ငါတို့အစင်သင့်ဖြစ်ပြီ။ဇာကြီးကသူမရဲ့ဓာတ်အသစ်ကိုကျွမ်းကျင်စွာဝှက်ရမ်းစွာပြိုလိုက်တယ်။ပန်းရီကသူတို့နှစ်ယောက်ရဲ့လက်နက်တွေကိုကြည့်ပြီးထိတ်လန့်တကြားမေးလိုက်တယ်။နေပါဦးရှင်တို့ကဘာလို့ဒီလောက်ထိပြင်ဆင်နေကြတာလဲ။ကျမတို့ကပျောက်ဆုံးနေတဲ့ကျုံကိုပဲလိုက်ရှာနေကြတာမဟုတ်ဘူးလား။ကိုလက်ကသူ့ရဲ့လှံကိုကြစ်ကြစ်ပေါင်စုပ်ကင်ပြီးဖြည့်စွာပြောပါတယ်။ဒီပြိုင်ပွဲမှာအနိုင်ရရင်ငါတို့အတွက်အရန်အရေးကြီးရဲ့ဘွန်9000ကိုရမယ်။အဲ့ဒီအမြန်နှုတ်မင်းတင်းဘော့အရှိမှမင်းရှာနေတဲ့ကျုံကိုပေးလေရည်စည်းကြောင်ဒီထဲကနေအမိလိုက်နိုင်မှာပါ။ဘလို့အကောင်ကိုအမဲလိုက်ရမှာလဲ။ပန်းကြီးကတုံရီတဲ့အတန်းနဲ့မေးလိုက်တယ်။မြို့တော်ရဲ့အထက်မှာရှိရဲ့ကောင်းကင်တကားခဲကနေဆင်းလာမဲ့ကောင်းကင်ဘီလုံးတွေကိုပေါ့လို့ဇာကြီးကခက်ပြက်ပြက်တက်ဖြေလိုက်တယ်။ဒါကမင်းရှာနေတဲ့ကျွန်းစီရောက်ဖို့ပေးဆက်ရမယ့်တန်ဖိုးပဲအစင်ဖြစ်ပြင်ထားတော့ပန်းကြီးအပေါ်ကိုမောက်ကြည့်လိုက်တဲ့အခါတက်ရှိကြီးရဲ့ခန္ဓာကိုယ်အမိုးမှာဟင်းလင်းပွင့်နေတဲ့အေယာမကောင်းကင်တကားကြီးတစ်ခုကိုတွေ့လိုက်ပြီးအဲ့ဒီထဲကနေကြောက်မက်စရာအတန်ဒီထွက်ပေါ်နေပါတော့တယ်။